ဒုက္ခပါပဲပြက်ကြောက်ဆောင်နာမှာဝန်ပူလွေရှိတယ်သူသွားတာတေတွင်းနဲ့သွားတော့တာပဲငါ့ကိုစောင့်ပါအောက်တက်မကြွေခင်စောင့်နေပေးပါချင်းဆန်ချင်းစင်းဘယ်တကယ်နဲ့တရားတက်တန်းရှိတဲ့တောတောင်ချင်းစင်းစစ်ပဲမထူးဘူးအမြင့်တွေမပြတ်စေနဲ့ပြတ်သွားရင်ဆေးစွမ်းကတဝက်လျော့သွားလိမ့်မယ်တီတီလေးရှို့အန်တက်တာရတော့မယ်တကယ်ကိုဖက်နဲ့ပေါက်ခံပြီးလိုက်ရှာတာတော့မတွေ့နိုင်တဲ့အရာပဲကြောက်ဝံပဲနေငါနောက်ကိုတောက်လျှောက်လိုက်လာတာလားမလိုက်လို့ဘာလို့ရမလဲနှစ်တရားတက်တန်းရှိတဲ့တောတောင်ချင်းစင်းကိုဟေးရှိမှာတွားရောက်ရင်ငွေတက်တူညာရနိုင်တယ်ငါ့ကိုမထိနဲ့ဒါရှို့အန်ရဲ့အသက်ပဲယူနေတဲ့မိန်းမငါ့ကိုလွတ်ဆန်းဟုချန်နဲ့သူ့ကိုထိရထိကြည့်ချန်ရှို့ရှန်ကြီးမလေးတောင်ခံထားဦးအကိုကြီးမြ мян ပြန်ပြီးသူ့ကိုတွားခဲ့ပေးပါသွားတွေအတင်းစစ်ထားလို့ဆေးတိုက်လို့မရဘူးဖြစ်နေတဲ့ပါဆက်ကိုဇွန်းဒါမှမဟုတ်တူနဲ့အတင်းဟာပြီးတိုက်ရမယ်ငါပဲတိုက်လိုက်မယ်အားလုံးအပြင်ထွက်ကြချန်ရှို့ရှန်နဲ့တေလို့မဖြစ်ဘူးနော်နင်ငါကိုလှုပ်ကြွေးမယ်လို့ပြောထားတယ်မလားဂတိဖြက်ရဲ့ဖြက်ချီနင်ကိုငါဘယ်တော့မှခွင့်မလွတ်ဘူးယူလန်နင်တန်ရသွားပြီးငါဘာမှမဖြစ်ဘူးနင်အသက်ရှင်နေရင်ပြီးတာပဲငါတစ်ဆက်မှမနာဘူးညီမလေးနင်ထည့်ထားတယ်မို့လာဦးချင်တွေရှိသေးလားငါလိပေးမယ်ဟုတ်တယ်ငါတို့ဆက်ပြီးဈေးဆိုင်ထွက်ချက်ဆိုဟိုဝါတို့ကြီးကိုဒေါသထွက်အောင်လုပ်ရမယ်မုံလာဦးချင်မရောက်တော့ဘူးဘာလို့လဲအဲ့ဒါအဆင်ပြေနေတာမဟုတ်ဘူးလားအဲ့ဒီပိုက်ဆံလေးကဝမ်းစာအတွက်ပဲလောက်တယ်ဘဝပြောင်းဖို့မလုံလောက်ဘူးရှို့အန်ဆက်ကူဖို့အတွက်ပိုက်ဆံအများကြီးလိုသေးတယ်ငါစီဝါရဲ့အကြီးတစ်ခုလုံးမလို့ဘာစီဝါရဲ့လည်းမြို့ပေါ်တက်ပြီးရေဒီယိုတွေတွားလို့မလို့ညီမလေးဒါအိမ်မှာကြံတဲ့နောက်ဆုံးဆက်နှစ်ရွယ်ပဲမြို့ပေါ်သွားပြီးအရင်နှီးလို့လိုက်အောင်သွားရင်လည်းအကိုကြီးကူလီထမ်းပါမယ်အကိုကြီးစိတ်ချငါစမတန်ပြမြအောင်လုပ်ခဲ့မယ်ပိုက်ဆံကအဓိကမဟုတ်ပါဘူးနင်ဘေးကင်းကင်းနဲ့အိမ်ပြန်လာဖို့ပဲလိုတယ်မိုးမချုပ်ခင်ငါရောက်ပြန်လာမယ်နင်အိမ်မှာဆေးတေချာတောက်နေတော့အဖဒီတန်နိုတန်ဆတ်တွေကိုဘလို့ချိန်တွက်လဲဒါတွေကအကုန်လောင်ကျွမ်းသွားတဲ့နိုင်ငံခြားအမိုက်တွေပဲတပိတာ1ကီလိုကို2မူနှစ်ပဲဘဲအကုန်ယူရင်3ရွံပေးအဖငါနောက်ထပ်2မူထပ်တိုးပေးမယ်အဖတဲ့ခေစော်တဲ့တလေခေတ္တငါ3ပါရစေသမီးကလျက်စစ်ဆက်တွေပြင်တက်လို့လားအရင်ကရွာမှာရုပ်ရှင်ပြရင်လျက်စစ်ပြင်းတဲ့ဆရာနာမှာအမြဲကူညီပေးရင်ကြည့်ရင်နဲ့တက်သွားတာအိုးဒါလီလည်းမဟုတ်လားမြို့ပေါ်ကိုအမိုက်ကောက်ဖို့လာခွေးကောင်းဆိုတာလမ်းမပိတ်ဘူးနင်းကိုပြောလိုက်မယ်ငါမကြခင်အထေကျုပ်ဆက်ယုံမှာအရာရှိသွားလို့တော့မှနင်းကတော့နင်းရဲ့တနုတန်ဆက်တွေကိုထမ်းပြီးကျေးလက်မှာတစ်သက်လုံးဆင်းရဲသွားတော့ညီမလေးဒီအမိုက်တွေကတကယ်အတန်ထွက်နိုင်လို့လားအဓိကအစိတ်အပိုင်းကမပြည့်စည်သေးဘူးဝါယာကျိုးနင်းနဲ့လဲပြီးပြန်တက်ဆင်လိုက်ရင်ရပြီအတန်ထွက်ပြီးတကယ်ထွက်လာပြီးအတန်တကယ်ကျတဲ့ရေဒီယိုပဲဒီတစ်သားကိုတဲ့အပြောင်လေးကရှန်ဟိုင်းထုတ်ထင်တဲ့အစ်စ်ပြအပြင်ထားတဲ့စီမီကွန်တက်တာရေဒီယိုပါကူပွန်မလိုဘူး30ရွမ်ပဲကုန်းပရိတာဆိုင်မှာ90ပေးရတဲ့အပြင်စက်မှုကူပွန်ပါလိုတာဒါတကယ်တန်တဲ့ညီမလေးဒီ3လုံးငါတို့ယူမဲ့အလုတ်သမားဆန်ပြတ်စုအတွက်အမတ်တရလက်ဆောင်လိုနေတာနဲ့အတော်ပဲစစ်ဆေးမှုရဲဘော်သူပဲဒီမှာတရားမဝင်ဈေးခိုးရောက်နေတာရဲဘော်နဲ့လိုင်စင်မရှိပဲလျှက်စစ်ပစ္စည်းတွေခိုးရောက်နေတယ်လို့တိုင်တန်းချက်ရှိတဲ့စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းပေးပါအဖွဲ့မှုရဲဘော်ဒါငါတို့တရားဝင်အသစ်ပြင်ထားတာပါအထောက်ထားအစုံလင်ရှိပါတဲ့အမိုက်သိန်းစခန်းကထုတ်ပေးထားတဲ့ပြန်လည်ပြင်ဆင်ခွင့်အနံလော်ပါငါတို့ကအမိုက်ကိုရတနာဖြစ်အောင်လုပ်ပြီးတိဆောက်ရေးမှာကူညီနေတာလှုပ်ထုံးလုပ်နေအကုန်လုံးကိုက်ညီပါတယ်ရဲဘော်လီနဲ့ရဲ့အထောက်ထားတွေကနိုင်ငံတော်တိဆောက်ရေးအတွက်အများကြီးအထောက်အကူပြုပါတယ်အဖွဲ့မှုသူကရွာသူပါဒီစာရွက်ကအတူဖြစ်ရမယ်မြ мян ဖမ်းမှာရှောင်းမလုံးနဲ့အမိုက်သိန်းစခန်းရဲ့တစိတ်တုံးကိုငါမားစရာလားကြောက်ဝံပဲနင်းတဲ့မားပေးပြီးဥပဒေစိုးမိုးရေးကိုနှောက်ယှက်တဲ့သူ့ကိုရုံးခန်းနဲ့ခေါ်သွားပြအတွေးခေါ်ပညာပေးတေချာလုပ်လိုက်ပါတွေဆူညံနေတာလေဒီမှာစက်ယုံဝင်ကြီးစက်ယုံမှုနားလည်မှုလွဲတာပါဒီရဲဘော်ကအမိုက်သိန်းစခန်းကိုစားရေဒီယိုတွေကိုအစ်စ်ပြင်ပေးနေတာလက်ရာကတော့ရှယ်ဘဲစက်ယုံမှာစံပြတ်လို့သမားတွေကိုဆူချဖို့လိုနေတာနဲ့အတော်ပဲဒီရေဒီယို3လုံးစက်ယုံသမက်ကယူမယ်ရွန်90ကိုဗနာရေးယုံမှာတွားထုတ်လိုက်ကျေးဇူးတင်ပါတယ်စက်ယုံမှုအရေးသွေးစိတ်ချရစေရမယ်စက်ယုံမှုသူကတောရွာကလာတဲ့မိမကြီးပါပစ္စည်းကကြာခံမှာမဟုတ်ဘူးနင်းကအစ်စ်ဝင်တဲ့အရာရှိဖြစ်ပြီးပါဖြစ်လို့ဒီလိုအောက်တန်းကြတဲ့လောက်ရမျိုးလောက်ရတာလဲစစ်ဆေးရဲဘော်ဒီပြဿနာရှာတဲ့လူကိုခေါ်ထုတ်သွားလိုက်ပုံရိပ်အရန်ပြတ်တယ်အကူကြီးဝတ်3ထက်သား9ပိတာ9ကီလိုနှုံးမုံဘူးနှစ်ဘူးပြီးတော့ဆောင်းတစ်နှစ်ထဲနဲ့ဖက်နဲ့ကြီးတူပေးပါယူလန်နဲ့တောင်းထဲမှာဘာတွေပါလာတာလဲရွှေတုံးတွေပေါ့မြို့ပေါ်တစ်ခေါက်သွားတာနဲ့မဟုတ်မှလွဲရောမကောင်းတဲ့အလုပ်တွေလုပ်လာတာတော့မဟုတ်ပါဘူးနော်အတော်မနာလို့ရင်လဲအတီးပြောပါဖျားရေဒါဝတ်3ထက်သားတွေပဲ9ပိတာတောင်ရှိတာလားဖက်နဲ့လဲပါသေးတယ်အဲ့ဒါကုန်းပရိတာဆိုင်မှာတရံကိုနှစ်ဆက်ရွံပေးရတဲ့ဖက်နဲ့ကောင်းစားကြီး9ကိုလက်နှစ်ဖက်နဲ့ရိုးရိုးသားသားရှာဖွေစားတော့တာအကိုကြီးအကိုလက်အကို3ထွက်ပြီးပစ္စည်းချရအောင်ဗာပစ္စည်းလဲနေမျိုးကနေတကယ်အသက်ရှင်လျက်ပြန်လာတာလားဒါကတထုပ်ကိုတရံတောင်ပေးရတာဒါချန်နဲ့ငွေ60ရွံပါအကိုကြီးတင်ထားလိုက်60ရွံဟုတ်လားနင်ပန်တာပြတ်တိုက်လာတာလားငါမိုက်ထဲကရေဒီယိုဟောင်းတွေကိုပြန်ပြင်ပြီးအထေကျုပ်စက်ယုံကိုဆုလက်အဖြစ်ရောင်းလိုက်တာအကိုကြီးအတွက်ဝယ်လာတာအကိုကြီးခြေတော့အေးတက်တော့ဒါစီးရင်နှွေးလိုက်မယ်ဒီလောက်ဈေးကြီးတာနင်းအတွက်ကြတော့ဘာလို့မဝယ်တာလဲငါစီးခိုင်းရင်စီးလိုက်ပါနောင်ကြရင်အကိုကြီးတို့နေ့တိုင်းအသားစားရမယ်ညီမလေးနဲ့လက်ရကတော့တကယ်လန်းနဲ့ငါနဲ့အတွက်တစ်သက်လုံးမီးမွေးပေးမယ်လေဖမ်းမနေနဲ့မနှက်ဖြန်ငါနဲ့အတူကိစ္စကြီးတစ်ခုတွားလို့ရမယ်နင်းညွန့်တဲ့နေရာငါတွားမယ်ဓာတ်တောင်ပဲဖြစ်မီးပင်လည်းပဲဖြစ်အကုန်တိုးမယ်မနှက်ဖြန်ရွာကပျက်စီးနေတဲ့တုံးဖန်းဟုတ်ထရက်တာကိုလေလံပစ်လိုက်မယ်ငါတို့အဲ့ဒါကိုအရယူရမယ်ပျက်စီးနေတဲ့ထရက်တာကိုတန်တို့တန်ဆဖြစ်ရောင်းမယ်အခြေခံစင်း90ရွာအမြင့်ဆုံးပေးတဲ့လူရမယ်အားလုံးသဘောဆန္ဒအတိုင်းပဲရွာလူကြီးဒီအမိုက်ကအလကားပေးရင်တောင်ဘယ်သူမှမယူဘူးငါဖွဲ့စည်းရဲ့အမိုက်ကိုရှင်းပေးတဲ့အနေနဲ့90ဒီရွံပေးမယ်ကြောက်ဝံပဲနင်းဖွဲ့စည်းပေါ်တွက်ကမနေနဲ့ဒီတန်တို့တန်စကိုအရေးချိုးရင်တောင်90တစ်ထက်မကဘူးနဲ့
အစိုးရစီကအမျက်ထုတ်ချင်တာလားအိမ်မက်တင်မလိုက်ငါ80ပေးတယ်လီယူလန်နင်ကပိုက်ဆံပဲခဲ့ရတာလဲငါကိုလက်နှစ်ဖက်နဲ့တန်တန်ရှင်းရှင်းရှာထားတာရဲဘော်လီကတကယ်တတိရှိတာပဲ80ရွမ်းကအမိုက်ကိုအတုံးဝင်အောင်လုပ်ပေးသလိုအဖွဲ့အတွက်လည်းဝင်ငွေတိုးစေတယ်ကောင်းတဲ့အချက်ပဲထပ်တိုးမဲ့လူရှိသေးလား80ကြိမ်82ကြိမ်အတီးပြုတ်လိုက်ပြီးလူအတီအင်ဂျင်ကလောင်သွားတာကြပြီးနင်က80ရွမ်းပေးပြီးတန်တို့တန်စတုံးကြီးဝယ်တယ်ဟုတ်လားတန်တို့တန်စလားနစ်မျက်လုံးကိုပြူပြီးတေချာကြည့်ထားလိုက်အရင်ဘဝကမြို့ပြမိုက်ပုံမှာဒီလောက်ကြာရုန်းကန်ခဲ့ရတာဒီလိုရှေးဟောင်းထရက်တာမျိုးကတော့ငါမျက်စိမိတ်ပြီးတောင်ဖြုတ်ရဲတက်ရဲတယ်ဒီလီမီသားစုကကောင်းမလေးကနိုင်ငံခြားဆက်တွေပါပြင်တက်တာလားအကိုကြီးမောင်းတံကိုလဲပြီးစနိုးလိုက်အတန်မီလာပြီးဒါဘလို့လုပ်ဖြစ်နိုင်မှာလဲဒီနေ့ကစားပြီးဒီထရက်တာကချမီသားစုပိုင်ဖြစ်သွားပြသူကငါရဲ့ထောက်ခံစာကိုစုပ်ဖြဲပြီးမြို့တက်မဲ့အခွင့်အရေးကိုဖျက်ဆီးခဲ့ပြီးတော့ငါ့ကိုအထေကျုပ်ဆက်ယုံကနေအထုတ်ခံရအောင်လုပ်ခဲ့တယ်ငါဘဝတစ်ခုလုံးသူ့ကြောင့်ပျက်စီးခဲ့ရတာသူအေးလူနေရဖို့ဘယ်တော့မှမစင်စားနဲ့ပရိကျိုးကိုညှက်ပစ်လိုက်မနှက်ဖြန်သူ့ကိုငါနာလည်းမထူနိုင်အောင်လုပ်ပစ်မယ်အကိုကြီးဒါလူတက်အနေရဖြစ်သွားရင်ဘယ်လိုလုပ်မလဲလူသေးရင်လဲသူ့ရဲ့ပညာမပြေဝလို့ပဲညှက်ပစ်လိုက်ဆန်းသွားပြီးလမ်းပြက်နေပြီးသွားပါပြီးရှို့အန်းရဲ့အဖျားကြီးတာကမနှက်ဖြန်မနှက်အထီတောင်ခံနိုင်မှာမဟုတ်ဘူးငါရင်ကမြို့ပေါ်မှာတော့ကလည်းငါလူနာကိုမကယ်နိုင်ခဲ့လို့နင်းတန်အပေးခံခဲ့ရတယ်အခုလူလင်ငယ်လေးတယောက်ကိုတော့မကယ်နိုင်တော့ဘူးငါကပါဆရာဝန်လဲပြဆရာကျုံကျိုးရှင်းလက်ကလူနာတွေကိုကယ်တင်ဖို့အတွက်ပဲကံကြမ္မာကိုအရှုံးပေးဖို့မဟုတ်ဘူးအသက်ရှူနေတဲ့၍တော့လက်မလျှော့နိုင်ဘူးလားကုကျိုးတို့ကိုတုံးပြီးလီဘာတင်ပြီးကားကိုဆွဲထုတ်ရအောင်ကောင်းပြီးဒီနေ့ဒီအဖိုးကြီးမင်းနဲ့အတူတင်မင်းစီကနေလူပေးမယ်ယူလန်နင်းတန်ရရသွားလားဘာမှမဖြစ်ဘူးနင်းငင်းလေးထိုင်လုံးဝမလုံးနဲ့ပရိကျိုးကိုလူတယောက်ကကကြေးကြီးနဲ့ညှစ်ပစ်ခဲ့တာပဲတယောက်ကငါတို့အသက်ကိုရန်ရှာနေတာ